ကြော်ညာ post တစ်ခုကိုရေရှည်သုံးသင့်လားဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးမှာဆွေးနွေးပြမှာဖြစ်ပါတယ်နော်ကျွန်တော်ကတော့သုံးသင့်တယ်လို့မြင်တယ်ဗျချို့ကလည်းမသုံးသင့်ဘူးကြော်ညာကိုမြင်တာဒီလူပဲဖြစ်နေမှာဆိုလို့ဒီရိုးသွားမှာဆိုလို့ကြော်ညာကိုအသစ်တွေပဲလုံးသင့်တယ်လို့ပြောကြပါတယ်သူတို့ပြောတာလည်းမှားတယ်လို့တော့မပြောပါဘူးဒါပေမဲ့အမြဲအသစ်တွေပဲလုံးเสียမလိုဘူးဗျကြော်ညာအဟောင်းကိုပဲကျွန်တော်တို့ကဆက်ပြီးတော့ကြော်ညာခြင်းနဲ့အရင်လူပဲပြမိနေပါဆိုရဆိုလို့ရှိရင်ကျွန်တော်တို့လောက်အောင်မှာလွယ်ပါတယ် audience ကိုတစ်ခါနဲ့တစ်ခါမတူအောင်ချိန်ပြီးတော့သုံးပေါ့နော်ကိုကတော့ audience သေချာရွေးတက်ရမှာပေါ့နော်ကြော်ညာကိုမြင်တဲ့သူတွေကမတူတော့တဲ့အတွက် audience တွေရှိမှလည်းကျွန်တော်တို့ဒီ post ကိုရိုးသွားတာမျိုးကမဖြစ်တော့ပါဘူးပြီးတော့ဒီကြော်ညာ post ကအဟောင်းဆိုတော့အရင်တုန်းက boost လုပ်ထားပြီးသား like share comment တွေလည်းရှိလိမ့်မယ်တနည်းအားဖြင့် engagement လည်းများနေလိမ့်မယ်ကျွန်တော်တို့ရဲ့ post မှာလူကများနေမယ်လူစီကားနေမယ်ဆိုလို့ရှိရင်ကြော်ညာကိုအခုမှမြင်တဲ့သူတွေအတွက်လည်းယုံကြည်မှုပို့ပြီးတော့ရှိစေပါတယ်ကြော်ညာ post တွေမှာ like share comment နည်းတဲ့ကြော်ညာထက်များတဲ့ကြော်ညာကပိုပြီးတော့မှရောင်းရပါတယ်သင်တာဥပမာလေးပေးရလို့ရှိရင်ကျွန်တော်တို့အပြင်ဈေးဆိုင်တွေမှာလူစီတဲ့ဆိုင်ကပို့ပြီးတော့ရောင်းရတယ်လို့ပဲပေါ့နော်ဒီထဲကမှကြော်ညာကိုမြင်တဲ့သူတွေထဲမှာကိုနဲ့အလုပ်လုပ်ဖူးတယ်เนาะကိုစီမှာဝယ်ဘူးတယ်ကိုကြောင့်တကယ်အဆင်ပြေသွားတဲ့သူတွေရှိရဆိုလို့ရှိရင်ဒီကြော်ညာ post ကိုတွေ့တဲ့အခါသူတို့ comment မှာ review လေးတွေရေးပေးတတ်ကြတယ်ဗျတကယ်အဆင်ပြေအောင်လုပ်ပေးထားဖို့လိုတာပေါ့နော်ဒီလိုမျိုးပြန်ပြီးတော့ကြော်ညာတဲ့အခါမှာเนาะအရင်တုန်းကကိုယ့်ရဲ့ကြော်ညာ post ကိုဝယ်မယ်ဆိုပြီးတော့မဝယ်ဖြစ်တဲ့သူတွေ save ထားတဲ့သူတွေ share ထားတဲ့သူတွေပြန်ပြီးတော့မြင်လို့ရှိရင်လည်းရောင်းရနိုင်တယ်လိုအပ်တာကကျွန်တော်တို့ ADS manager ကိုတုံးပြီးတော့ audience ကိုခါနဲ့တစ်ခါမတူအောင်ရွေးတက်ဖို့ပေါ့နော် audience ကိုတေချာရွေးတက်ဖို့လိုတာပေါ့နော်အမိတ်ဆွေကကြော်ညာ post တွေ run နေတဲ့သူတယောက်ဆိုလို့ရှိရင်တော့ဒီ video လေးကတွေးစရာလေးတစ်ခုတော့ရသွားမယ်လို့ကျွန်တော်ထင်ပါတယ်နော်ကြိုးရှိရဆိုလို့ရှိရင်ထုံးစံတိုင်းဒီ video လေးရဲ့ comment မှာ okay လို့မှတ်ခဲ့ပြီပါခင်ဗျာကျွန်တော်နာမည်ကတော့ကိုရန်လင်းဦးပါ digital marketing for your life ကပါ